ကဲအားလုံးပဲမင်္ဂလာပါရှင်ဒါဒီနေ့ကပေါ့နော်ချောကိုချစ်တဲ့ညီမလေးတယောက်ကသူကပေါ့နော်ချောအရင်ချက်တာသူတို့ကပခုတ်ကူဘက်ကတနခါးလေးခါတော့အများကြီးပေးတယ်ကိုကလေဗီဒီယိုသားရိုက်မတည်တနခါးလေးဆိုလည်းနော်ချင်းမွေတွေပွေးအောင်ဆိုင်နော်ပြီးပဲချင်းမွေတွေအများကြီးပေးတယ်ပြောကြတော့လေဒီမှာတက်သွန်နေတဲ့ဟုတ်ပါတက်သွန်နေဆိုလည်းအိတ်အများကြီးပေးတာကိုကဘာစားတင်စားတယ်သူတို့ channel လေး site တွေလေး site တော့သူတို့မြေပဲတွေလည်းခုပေးမဲတဲ့ဒါဆိုခုကိုကလေပြားရည်စစ်စားတင်လားစားတင်တယ်လို့ပြောတယ်နဲ့သူတို့ပြတ်တက်လက်လေးလည်းစားတင်တာချောပြတ်တက်လက်ကိုกินစားအရင်ကြိုက်တာဆိုဒါဆိုဘိုးလို့ပြောမလားအဲ့ဒါရေဒီမှာပြလက်ဖို့ပြားတက်လက်တွေဆိုတော့ဒါအာရီပဲဒါအခုအဲ့ဒီမှာနှစ်ကင်ကိုกินနှစ်ဖို့ထုတ်ပြီးกินထားတာပေါ့နော်အဲ့ဒါကိုစီးလေးနဲ့စားလေးနဲ့စားတယ်ဒါကကြတော့ရန်နိကိုက်စားလို့ပြောတယ်ညစ်ပြီးတော့အရေးထုတ်ထားလို့လည်းရတယ်တော့ချိုးရတော့ခုနကမြင်ကြည့်တယ်တော့ချိုးတယ်အရင်ချိုးတာတော့သူကပဲဒီဘာမှအစ်စ်ကွန်ဒီချင်းပြားရပိုကောင်းတယ်လို့ပြောတယ်ဆောင်းနေရောက်တော့မှာဒီချင်းပြားရအရင်ကောင်းတယ်အရင်စစ်ဘက်ဝင်လာတော့ပြောတယ်ဒါစားမုံလာပြီးနေကြလို့ရှိရင်စစ်ဘက်ပုံဝင်နေအဲ့ဒီကြရင်ပြားရအစ်စ်တွေယူခဲ့တယ်လို့ပြောတယ်ဒီညိုင်းတယ်မလေးတော့ခုလိုချစ်ပေးလို့ဒီစုများတင်ရပါလေရှင်ဒါကြတော့ရာဟွာပေါ့နော်ဒါကြတော့ကြက်တက်လက်လေးကိုကြတော့ဒီလိုပေါ့နော်ချောတို့ကတော့ကြက်တက်လက်လေးကိုกินနေกินပြီးသွားလို့ရှိရင်ဒိုစီလေးရယ်စားလေးပါဆိုပါတိစကားလေးရယ်ဟိုဒါတက်တက်လက်ကိုกินထားတာတက်တက်လက်กินပြီးတော့စားစီလေးနဲ့ပြားပါတိစကုံလေးနဲ့အဲ့လိုမျိုးပေါ့နော်กินပြီးတော့ဟာရတယ်ငါကြိုက်တယ်ညပြားကပြားရချိုးတော့တက်တက်လက်ကကြသူ့မှာတော့အချိုးမရှိဘူးစိတ်ဆဲလေးနဲ့အရန်စားလို့ကောင်းမှာအရန်ကြိုက်တယ်အရန်မျိုးတော့ကြိုက်ဘူးတက်တက်လက်ဇက်မှကြည့်ကြိုက်ဘူးတက်တက်လက်ကျွေးသူ့ရန်သူကြီးကြာနာပြူပြဲပြီးတော့ယောဂတွေတဲ့သူ့မှာတက်တက်လက်ကျွေးယောဂတွေတဲ့ပြီးရန်သူကြီးကြာနာကြားတယ်ကြိုက်တယ်ကြားရတော့ကြိုက်တယ်ပြတက်လက်ကြီးကမသိအဲ့ပိုးကောင်တွေကိုကြောက်တာကွာငါကပိုးကောင်မှမဟုတ်တာပြားလေအဲ့ပြားလေပြားမဖြစ်သေးဘူးလေဟာရွာစီရုပ်ကိုကြည့်လိုက်ကြနဲ့အမလေးရုပ်မှာမဟုတ်တာဟာလောက်ပါမှာအကောင်လေးတွေဥပုံစံလေးတွေအသေးရရတာကွာစားကောင်းတယ်ငါစားကောင်းတယ်